ငါပြင်းလိုက်တာဟဲလို့ပြောရှင်တဲ့အခါမှာ I'm bored လို့ပြောရမှာလား I'm boring လို့ပြောရမှာလား so အချစ်ချင်းနှစ်ခုလုံးကအတူတူပဲလေဘာပဲတုံးမှန်တယ်ဆိုရင်တော့မဟုတ်ပါဘူးပေါ့နော် so ဒီနေရာမှာI am bored ဆိုပြီးတော့သုံးရမှာပေါ့နော်ဘာလို့လဲဆိုတော့ဒီ ED adjective ကလူတစ်ယောက်ရဲ့ feeling ကိုဖော်ပြတယ်ပေါ့နော် describe feeling တွေကိုဖော်ပြတဲ့အခါမှာသုံးရတယ်ပေါ့နော်ဒီနေရာမှာ ing adjective ကိုသုံးလိုက်မယ်ဆိုလို့ရှိရင် I am boring ဆိုပြီးတော့သုံးလိုက်မယ်ဆိုရင်ငါကဗာလဲပြင်းစရာကောင်းတဲ့လူငါကစိတ်ဝင်စားစရာမကောင်းတဲ့လူဆိုပြီးတော့အတိတ်ပဲတလွဲဖြစ်သွားမယ်ပေါ့နော်ဘာလို့လဲဆိုတော့ boring ဆိုတဲ့ ing adjective ကအဲ့ဒီ feeling ကိုဖြစ်စေတဲ့နေရာမှာပဲသုံးရတယ်ပေါ့နော် so let me give you some examples I was so embarrassed by my boyfriend's behavior ငါကောင်လေးရဲ့နော်ဒီအပြုအမူတွေကြောင့်ငါကအရင်ကိုအရှက်ရခဲ့တယ်ဒါငါရဲ့ feeling ပေါ့နော် and then my boyfriend's behavior was so embarrassing ငါကောင်လေးရဲ့ဒီအပြုအမူတွေအရင်ကိုပဲရှက်စရာကောင်းတယ်နော်ဒီနေရာမှာတော့ ing adjective ကိုပဲသုံးရတယ်ပေါ့နော် this time I will use both ed and ing adjective in one sentence ဒီတစ်ခေါက်ကတော့ပေါ့နော်ဒီ ed နဲ့ ing adjective တစ်ခုလုံးကို sentence တစ်ခုထဲမှာသုံးပြသွားမယ်ပေါ့နော် the book is boring so he feels bored ဒီစာအုပ်ကပေါ့နော်အရင်ကပဲပြင်းစရာကောင်းတယ်ဒါကြောင့်မလို့သူကပြင်းတယ် and then the lesson is interesting so all the students are interested ဒီ lesson ကပေါ့နော်အရင်ကပဲစိတ်ဝင်စားစရာကောင်းတယ်ဒါကြောင့်မို့လို့ကျောင်းသားတွေအားလုံးကစိတ်ဝင်စားတယ်အကျောင်းသားတွေရဲ့ feeling ပေါ့နော် and then the teacher's instructions were really confusing so all the students were really confused ဒီဆရာမပေးတဲ့ instruction ပေါ့နော်ဘာလို့ရမယ်ပေးတဲ့ instruction အရင်ကရှုပ်ထွေးနေတယ်အဲ့ဒါကြောင့်မလို့ကျောင်းသားတွေကရှုပ်ထွေးတယ်ပေါ့နော်ရှုပ်ထွေးတယ်နားမရှင်းဘူး and then the door is frightening because the thunder is frightening ဒီခွေးကပေါ့နော်ကြောက်သွားတယ်ဘာလို့လဲဆိုတော့ဒီမိုးချိုးပစ်တဲ့အတန်ကအရင်ကပဲကြောက်စရာကောင်းလို့အဲ့တော့ so I hope you guys will get it ကြည့်ချုပ်ပြောရမယ်ဆိုလို့ရှိရင်เนาะဒီ ed adjective က feeling တွေကိုဖော်ပြရှင်တဲ့နေရာမှာသုံးပြီးတော့အဲ့ဒီ adjective ကိုကကြတော့ဒီအဲ့ဒီ feeling ကိုဖြစ်စေတဲ့အရာကိုဖော်ပြတဲ့နေရာမှာသုံးပါတယ်ဒါပေမဲ့ကိုကပို့ပြီးတော့ပေါ့နော်နားလေ့ရှင်သေးတယ်လေ့ကျင့်ရှင်သေးတယ်ဆိုလို့ရှိရင်တော့ပေါ့နော်ဒီ video ရဲ့အောက်မှာပေါ့နော် link လေးတစ်ခုရှာပေးထားတယ်အဲ့ link နဲ့မှာဝင်ပြီးတော့လေ့လာလိုက်မယ်ဆိုလို့ရှိရင်ပေါ့နော်အဲ့ link မှာ exercise လေးတွေပါတယ်ပေါ့နော်အဲ့ဒါလေးတွေလုပ်ကြည့်ပါအဲ့လိုလုပ်ကြည့်လိုက်လို့ရှိရင်ဒီနောက်ဆိုလို့ရှိရင်ဒီ ed နဲ့ ing adjective ကိုမျိုးလုံးမှိတ်ပြီးတော့ဖြေနိုင်တဲ့အထိpro ဖြစ်သွားမှာပေါ့ဒါလေးကိုလုပ်ကြည့်ကြပါပေါ့နော် so bye everybody see you in my next video